ခင်ပါဘုရားသခင်အင်မတန်မှကောင်းမြတ်တာဖြစ်တယ်ဒီနေ့လည်းတဖန်ခေါင်းစဉ်လေးတစ်ခုပေးခြင်းတဲ့အရာကပုတ်ပြက်ခြင်းမှကဲနှုတ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးပေးချင်တာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျမတို့ယုံကြည်သူတွေများစွာသောယုံကြည်သူတွေကဘလို့ဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်တာမှာကိုအမှန်တကယ်ပုတ်ပြက်နေသလားဆိုတဲ့အရာကိုနားမလည်လို့ကိုအမြဲတမ်းတန့်ရှင်းဖြောက်မှတ်တယ်လို့ထင်နေတဲ့၍ကတော့တင်ဘယ်တော့မှပြောင်းလဲခြင်းရှိမယ်မဟုတ်ဘူးဆိုတာကိုပြောချင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ဖျားခင်ကအစင်မျော်လင့်တာဖြစ်တယ်။များစွာသောပုတ်ပြက်သွားသောသူကိုလည်းဖျားခင်အယံအလိုရှိတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ဖျားခင်ရဲ့ခွင့်လွှတ်ခြင်းဂရုဏာကအယံခက်ခဲတယ်လို့လူတွေကထင်ကြတယ်။သူ့ရဲ့ခွင့်လွှတ်ခြင်းကလုံးဝမခက်ခဲပါဘူး။ဘုရားသခင်ကနောင်တရခြင်းအဖြစ်သူ့ရဲ့ဂရုဏာကိုပြန်လည်ရရှိနိုင်စေတယ်ဆိုတဲ့အရာအဖြစ်ဒီမှာတိုက်တွန်းအလင်းပေးချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီတစ်ခေါက်ဗမာပြည်ပြန်သွားတဲ့အခါမှာတချို့တွေကကျွန်မကိုပြောတယ်ဟာဆရာမပျောက်နေတယ်နော်တဲ့နော်တခါတည်းကျွန်မဒီမှာပျောက်ရတဲ့အကြောင်းရင်းလေးနဲ့ကျွန်မဗမာပြည်ကိုကျွန်မခောက်တုံးခောက်ပြန်ကျွန်မကျေးဇူးတော်ကြောင့်ကျွန်မပြန်ခွင့်ရတယ်ဆိုတော့ဒီနေ့ရောက်ရှိတဲ့နေရာတိုင်းမှာနော်ဘုရားသခင်ကကျွန်မကိုလိုက်လွှင့်ပြီးတော့တိုက်တွန်းနှိုးဆော်တဲ့အချိန်ရှိသလိုကျွန်မကမြေပြင်မှာကွင်းစင်းနဲ့နော်တွားရောက်ပြီးတော့ကိုယ်တိုင်လက်တွေ့တိဆောက်တဲ့ကာလလည်းရှိတယ်ဆိုတော့တကယ်ကျေးဇူးတော်ပဲဒီအခုနော်ကျွန်မတလပိုင်းတုန်းကကျွန်မဗမာပြည်ကိုကျွန်မရောက်ခဲ့တယ်ဆိုတော့များစွာသောလူတွေနဲ့မိတ္တဟာရဖွဲ့ရတယ်ဖခင်တခင်အယံကောင်းမြတ်တာဖြစ်တယ်ဆိုတော့များစွာသောလူတွေနဲ့မိတ္တဟာဖွဲ့တဲ့ခါမှာများစွာလူတွေကဒွိခအများကြီးဖြစ်နေတဲ့အရာအဖြစ်ဖခင်တခင်ကစကားပြောတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီအရာအဖြစ်ကျွန်မအလင်းပေးခြင်းတဲ့အရာဖြစ်တယ်ဆိုတော့ဒီနေ့များစွာသောသူတွေကတချို့လူတွေကဘာလုပ်တာလဲဆိုလို့ရှိရင်သူတို့ကအယံဖြောက်မှတ်တယ်အယံတန့်ရှင်းမြတ်တယ်ဆိုတော့အုပ်စုတစုလဲကျွန်တော်တို့တွေ့ခဲ့ရတယ်နောက်တစုခါကျတော့ငါတို့ကဒုစရိုက်နဲ့ပြင်းနေပြီးတော့ငါတို့ကဖះနဲ့ဝေးကွာသွားပြီးတော့ကိုလက်လွတ်စပယ်ပဲနေသွားတော့အုပ်စုနဲ့လည်းတွေ့ခွင့်ရတယ်ဒါကြောင့်မလို့ဖះသခင်ကအယံကောင်းမြတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့နော်များစွာသောသူတွေကိုမြေပြင်မှာသွားရောက်ပြီးတော့သူတို့နဲ့အနီးကပ်မိတ္တဟာယဖွဲ့ခွင့်ရတဲ့အတွက်ကြောင့်ဒီနေ့တာ၍လူတွေကလွတ်မြောက်ခွင့်ရတာဖြစ်တယ်ဆိုတော့ဒီနေ့တာ၍ပြောချင်တဲ့အရာကတချို့တွေကနော်ဘုရားကျောင်းပုံမှန်တက်တယ်တရက်မှတစ်ပတ်မှသူတို့ပြက်ခွင့်မရှိသူတို့ကအယံလစ်မစ်ထားတယ်နော်တနင်္ဂနွေနေ့ကသူတို့ရဲ့နေထူးနေမြတ်ဖြစ်တယ်တနင်္ဂနွေနေ့ဆိုလို့ရှိရင်သူတို့ဒီအင်မတန်မှတန်ရှင်းမြင့်ပြီးတော့အင်မတန်မှဖြောက်မှတ်စွာနဲ့နော်အသင်းတော်မှာသူတို့ကိုကိုွယ်တယ်ချီးမွမ်းတယ်ဝတ်ပြုတယ်အကောင်းဆုံးနုညံ့တိမ်မွေ့စွာနဲ့နေကြတယ်ဒါပေမဲ့အသင်းတော်ကနေထွက်တာနဲ့မလုပ်တာလေဆိုလို့ရှိရင်သူတို့ရဲ့နုညံ့တိမ်မွေ့ခြင်းကအသင်းတော်မှာထားခဲ့တယ်သူတို့ရဲ့နှိတ်ချခြင်းတွေအသင်းတော်မှာထားခဲ့ပြီးတော့ပြန်ထွက်လာတဲ့အခါမှာနော်တွေ့ရတဲ့ကိစ္စတွေအရာဘာလို့တာလဲဆိုအော်ငေါက်ပြီးတော့ဒေါသထွက်ပြီးတော့မိသားစုတော်လကောင်းမိတ်ဆွေနဲ့တော်လကောင်းတငယ်ချင်းနဲ့တော်လကောင်းညီကိုမောင်နှမနဲ့တော်လကောင်းကောင်းသောစကားမေတ္တာပါတဲ့စကားကသူတို့နဲ့မဆိုင်ဘူးဖြစ်သွားတယ်အရာအားလုံးကအသင်းတော်မှာထားခဲ့ပြီးတော့သူတို့အသက်တာမှာဖြောက်မှတ်ခြင်းတန်ရှင်းခြင်းကိုးကွယ်ခြင်းက Sunday နေ့တစ်နေ့ပဲသူတို့ကတတ်မှတ်တာဖြစ်တယ်ပြန်ထွက်လာတဲ့ခါမှာလုပ်ငန်းခွင်မှာတော်တော်ကောင်းမိသားစုပေါ်မှာတော်တော်ကောင်းကြတော့ကောင်းသောစကားမေတ္တာစကားမရှိဘူးခါတီးခြင်းနော်နာကျင်ခြင်းပုံကန်ခြင်းတို့အဲ့ဒီမှာကြမ်းတမ်းစွာနဲ့တို့သွားတဲ့ဒီလိုအသက်တာဟာငါတို့ကအမြဲတမ်းဂုဏ်ယူစွာနဲ့ငါတို့က Sunday နေ့ဆိုလို့ရှိရင်ငါတို့ကရှေ့ဆုံးမှာဟာငါတို့ကနော်လုံးဝတန်ရှင်းစွာနဲ့အိုးညီဝတ်စွာနဲ့ဟာငါတို့ကနော်ကိုဖြောက်မှတ်စွာနဲ့ဟာတို့ကပဲသူတော်စင်လိုမျိုးတို့ကိုးကွယ်တဲ့သူတချို့ကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်နောက်တစ်မျိုးခါကြတော့မလုပ်တာလဲဆိုလို့ရှိရင်အသင်းတော်ကိုမရောက်သွားတဲ့သိုးမဲတွေများစွာရှိတယ်။ဟာသူတို့ကဒုစရိုက်အမျိုးတွေပြုတ်ပြီးတော့နာကျင်စွာနဲ့လူတွေရဲ့ညှင်းပယ်ခြင်းဖះเจ้าမှာမလာရဲရအောင်အသင်းတော်ကမှရှိတဲ့လူတွေကကြိပေးတဲ့မျက်လုံးကြောက်ညွန့်စွာနဲ့အသင်းတော်ကိုမရောက်လာတော့သူအုပ်စုတွေလည်းများစွာရှိတယ်။ဆိုတော့ဒီနေ့တချို့တွေကကြတော့နာသွားပြီးတော့အသင်းတော်ကိုကြောက်သွားတော့လူတစုဘာကြောင့်လဲဆိုလို့ရှိရင်အသင်းတော်ကဖြောက်မှတ်တန့်ရှင်းတော်သူတွေပဲစုစည်းတဲ့နေရာလို့ပဲလူတွေကအဲ့လိုတတ်မှတ်တဲ့ခါမှာဒီတိုးမဲတွေတိုးနာသွားတော့သူတွေကဘယ်လုံးမှသူတို့အတွက်နေရာမရှိဘူးဖြစ်သွားတယ်ရောက်လာရင်လူတွေကမနှုတ်ဆက်တော့ဘူးလူတွေကမကြိုဆိုတဲ့ခါမှာသူတို့ကမလာရဲဘူးဖြစ်တယ်ဒါကြောင့်မလို့ဒီလိုလူခါကြတော့ဖယားနဲ့မဆက်ဆိုင်တော့သူဆိုပြီးတော့ဒီဖြောက်မှတ်တော့သူတွေကဒီလိုအသုံးနှုန်းတွေနဲ့သုံးပေးတယ်နောက်တစ်မျိုးခါကြတော့သူတို့ကဖယားเจ้าကို
တက်လိုက်နော်အလုတ်ကြောင့်မတက်ဖြစ်တော်သူတို့တော်ညာလေဖះเจ้าနာတို့မမှန်တာဒါပေမဲ့တို့ရဲ့အသက်တာမှာကကြတော့အစင်အလုတ်ခွင်မှာတော်လကောင်းမိသားစုမှာတော်လကောင်းလူနေမှုမှာတော်လကောင်းနော်မျိုးသောလူတွေထဲမှာတို့မှာအမြဲတမ်းဘာဖြစ်တာလဲနုညံ့တိမ်မွေ့စာနဲ့မေတ္တာပါသောစကားနဲ့ဂိယုနာနဲ့သူများကိုအမြဲတမ်းဆက်ဆံတတ်တော်သူအမျိုးမျိုးကိုကျွန်တော်တို့တွေ့ရတဲ့ခါမှာဘုရားခင်ကအယံကောင်းမြတ်တာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့တာပြီးပြောချင်တဲ့အရာကအသင်းတော်ဗတ်တိုင်ပုံမှန်တက်ခြင်းအသင်းတော်မတက်ခြင်းအသင်းတော်ကပုံကန်တော်အုပ်စု၃စုเนาะဒီထဲမှာသင်တို့ပါခဲ့တယ်ဆိုလို့ရှိရင်လည်းနားရှိတော်သူများကြားကြပါစေတိုက်ဆိုင်တယ်ဆိုလို့ရှိရင်သင်တို့ပြုပြင်လိုက်ပါသင်တို့အသက်တာထဲမှာအယံကောင်းကြီးဖြစ်မယ်ဆိုတဲ့အရာကိုတာပြီးပြောချင်တာဖြစ်တယ်ဆိုတော့ဒီနေ့အသင်းတော်ပုံမှန်တက်ခြင်းပုံမှန်မတက်ခြင်းအသင်းတော်ကညင်းပယ်ခြင်းဆိုတဲ့အရာအားဖြင့်တာပြီးပြောချင်တဲ့အရာကအသင်းတော်ပုံမှန်တက်မှဖြောင့်မတ်တာမဟုတ်ပါဘူးအသင်းတော်မတက်တာလည်းမှန်တယ်လို့လည်းမပြောပါဘူးเนาะဒီနေ့နာတော်သူကအသင်းတော်နဲ့မဆိုင်ဘူးဆိုတဲ့အရာကလည်းဒါလုံးဝမဟုတ်ပါဘူးတာရွေ့နားလည်စေခြင်းတဲ့အရာကသင်ဒီအသင်းတော်တက်တီဖြစ်စေပတ်တိုင်းဖျားเจ้าလာပြီးတော့ဖြောင့်မတ်ခြင်းဟန်ဆောင်နဲ့เนาะဖြောင့်မတ်ခြင်းဟန်ဆောင်နဲ့မျက်နှာဖုံးနဲ့လာရောက်တက်နေတလားဒါကြောင့်မလို့ဒီနေ့ရဲ့အသင်းတော်မှာလာခြင်းအားဖြင့်လာရောက်ကုသခြင်းဆိုတာရွေ့နားလည်ဖို့အရေးကြီးတာဖြစ်တယ်ရှေ့မှာလည်းကျွန်မအများကြီးပြောသွားပြီဖြစ်တယ်အသင်းတော်လာတဲ့ရည်ရွယ်ချက်ကအရင်ရေးကြည့်တာဖြစ်တယ်။ဒါကြောင့်မလို့သင်ရဲ့အသက်တာကအချိန်ပြည့်သင်ဒီဖြောင့်မတ်တော်သူဖြစ်တယ်။ယေရှုခရစ်တော်အားဖြင့်သင်ဒီဖြောင့်မတ်တော်သူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖြောင့်မတ်ခြင်းကသင်အထက်မှာတာ၍အသက်ရှင်ပြီးတော့အဲ့ဒီဖြောင့်မတ်ခြင်းကိုသင်ကယိုသေးလေးမြတ်စွာစောင့်ထိန်သွားဖို့ဖြစ်တယ်။ခဏပဲမဟုတ်ပါဘူး။တနင်္ဂနွေတရက်ပဲမဟုတ်ပါဘူး။ကိုယ်ကွယ်နေတဲ့ချိန်တစ်ခါတည်းမဟုတ်ပါဘူး။ဒါကြောင့်မလို့အသင်းတော်မှာပတ်တိုင်းတက်နေတော်သူကလည်းအသင်းတော်မတက်နိုင်တော်သူကိုနေတို့ကလုံးဝဘုရားနဲ့မဆိုင်ဘူးနေတို့ကတနင်းလူကိုမကိုပြုမကိုကွယ်တာဖြစ်တဲ့အတွက်ကြောင့်နေတို့ကမဖြောင့်မတ်ဘူးဆိုတဲ့အရာထဲဒါကြောင့်မလို့အဓိကအတင်းတော်မှာပါဝင်နေသည်ဖြစ်စေတက်တီဖြစ်စေမတက်တီဖြစ်စေအဓိကသူ့အထဲမှာယေရှုခရစ်တော်အသက်ရှင်နေဖို့ကအရင်အရေးကြီးတာဖြစ်တယ်နော်အသက်ရှင်နေတော့အသက်တာထဲမှာအမြဲတမ်းအလင်းဆိုတာရှိတယ်အမြဲတမ်းဘုရားခင်ကသူ့ကိုဥဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ရှိတဲ့နေရာမှာသူအလင်းကိုဘာဖြစ်တာလဲသူ့ထဲကအလင်းကိုမောင်တဲ့နေရာမှာတွားပြီးတော့အလင်းကိုထုံးနေနိုင်တာဖြစ်တယ်။ဘုရားကျောင်းတက်မှဆိုတဲ့အရာမဟုတ်ပါဘူး။ဒီနေ့တာဝိနားလေစေခြင်းနဲ့ရွာများဆိုတော့သူတွေဘုရားကျောင်းမှာပြည့်ပြီးတော့မလုပ်လာလဲဆိုမျက်နှာဖုံးနေနဲ့ပဲဟန်ဆောင်ပြီးတော့ဖြောင့်မတ်ခြင်းဟန်ဆောင်ပြီးတော့အများကြီးလှုပ်ဆောင်နေတဲ့အရာလေအများကြီးတွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့တာဝိပြောချင်တဲ့အရာကဘုရားကျောင်းကိုဒီလိုပြောခြင်းအားဖြင့်ဘုရားကျောင်းမတက်တာကိုကျွန်မအားပေးနေတာမဟုတ်တာဝိနားလေဖို့အတွက်ကဘုရားကျောင်းတက်ခြင်းနဲ့မတက်ခြင်းတဲ့လူတွေရဲ့နေရောက်ရဲ့အသက်တာရဲ့ပြောင်းလဲခြင်းကဘုရားခင်ကတာ၍အလိုရှိတာဖြစ်တယ်။လူတွေကတင့်ကိုဘုရားကျောင်းမတက်လို့လူတွေကတင့်ကိုအတိမတ်ပြုတ်နေတာတဲ့ဒီနေ့ယေရှုခရစ်တော်ကတင့်ကိုအတိမတ်ပြုတ်ကတာ၍အရေးကြီးတာဖြစ်တယ်။ဒါကြောင့်ဘုရားခင်ကကျွန်မရှေ့မှာလည်းအများကြီးပြောသွားပြီဖြစ်တယ်။တင့်အတွင်းကနေပြီးမှသင်ကဘာဖြစ်တာလဲ။တန့်တယ်အတွင်းကနေပြီးမှနော်ကုသချင်းခါတော့လူတစ်ယောက်နဲ့ပုတ်ဆက်တဲ့အသက်တာမျိုးဆိုလို့ရှိရင်တင့်အသက်ကတာကဘလောက်ပဲဘုရားကျောင်းတက်ဘလောက်ပဲတက်နေပါစေနော်တဲ့အထဲမှာနာနေတယ်ငါအထဲမှာပုတ်ပွားနေတယ်ငါအထဲမှာသေနေတယ်ဆိုတဲ့အရာကိုသင်သိမှသင်ကအသင်းတော်လာတဲ့ခါမှာသင်ရဲ့စာငတ်ခြင်းသင်ရဲ့တောင်းတခြင်းသင်ရဲ့အနာကိုစေးတောင်းတာအဲ့ဒီစေးကနှုတ်ကပတ်တော်စီရလာမယ်အဲ့ဒီစေးကလူတစ်ယောက်စီရဲ့စကားရဲ့မေတ္တာစကားဖြစ်မယ်အဲ့ဒီထဲမှာဂယုဏစကားတစ်လုံးကသင်ရဲ့နာနေတဲ့အရာကိုကုသဖို့ဖြစ်တယ်ဆိုတော့ဒီနေ့ချစ်တော်မိတ်ဆွေသင်ရဲ့အသင်းတော်ရောက်လာခြင်းပုံစံကဘလို့ပုံစံမျိုးနဲ့ရောက်လာသည်ဖြစ်စေသင်အထဲမှာနော်အသင်းတော်ကိုပတ်တိုင်းမပြတ်ပဲရောက်၍နေ့အသက်တာမပြောင်းလဲဘူးဆိုလို့ရှိရင်ဘာအကျိုးမှမရှိဘူးဖြစ်တယ်ဘာအကျိုးမှမရှိဘူးဖြစ်တယ်တချို့တွေအသင်းတော်မရောက်တော့သူတွေလည်းများစွာနော်အသင်းတော်ရောက်နေတော့သူထက်တာ၍ဘုရားရဲ့ဘုန်းကိုတည်ဆောင်နေတဲ့အရာကိုလည်းတွေ့ရတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီမှာနော်တိုးမဲလို့ခေါ်ခံရတဲ့လူတစုတွေအပြစ်တွေလုပ်တယ်ဒုစရိုက်တွေလုပ်တယ်လူတွေညင်းပယ်တယ်လူတွေမုန်းတီးတယ်ခါတီးတယ်သူတို့ကိုဘာလို့လဲဆိုရှင်အရှက်ကွဲတယ်နော်နင်းကိုငါတို့အမျိုးထဲမှာဖြစ်ရတဲ့အတွက်ကြောင့်အရှက်ကွဲတယ်ဆိုပြီးတော့အမျိုးထဲမှာပယ်ထားတော့သူအလုတ်ခွင်မှာဘာဖြစ်တာလဲအချစ်မကောင်းလို့ပယ်ထားခံရတော့သူတွေနော်ဒုစရိုက်အမျိုးကြောင့်လူတွေကဘာဖြစ်တာလဲတန်ဖိုးမထားပေးနဲ့ညင်းပယ်ခြင်းခံရတော့သူတွေများစွာရှိပါတယ်အဲ့လိုလူကလည်းဘာလုပ်တာလဲဆိုလို့ရှိရင်သူတို့ကမထူးဆက်ခင်းပြီးတော့ငါတို့ကနော်ဒီနေ့နားရှိတော်သူများကြားကြပါစေဒီနေ့သင်မိတ်ဆွေထဲမှာတော်လကောင်းသင်ကိုယ်တိုင်ဖြစ်နေတကောင်းသင်ရဲ့အပေါင်းအသင်းထဲမှာရှိနေတော်လကောင်းဒီစကားအဖြစ်သင်တာ၍တည်ဖို့အတွက်တာ၍သင်အတွက်ဖြစ်တယ်ဆိုတဲ့ကိုတာ၍ပြောချင်တာဖြစ်တယ်အထဲမှာက
နော်နာသွားတော့သူနော်ဒီနေ့ကျမတို့ကိုဘုရားသခင်ကပြောင်းလဲပေးတယ်ဆိုတဲ့အရာကနာတော်သူကိုရှာဖို့ဖြစ်တယ်ဒါတော့ချစ်တော်မိတ်ဆွေဒီမိနာတော်သူတွေနာရှိတော်သူများကြားကြပါစေတင်းကိုဘလို့ပုံစံမျိုးနဲ့ညင်းပယ်ထားသည်ဖြစ်စေတင်းအထဲမှာအပြစ်တွေကြောင့်ဖျားနဲ့ဝေးကွာသွားသည်ဖြစ်စေတင်းအထဲမှာဘုရားသခင်နဲ့ဝေးကွာသွားတယ်ဆိုတာကဘုရားရှင်မှာတင်းကတေသွားတယ်လို့ဘုရားသခင်ကဒီလိုအသုံးနှုန်းထားတာဖြစ်တဲ့အတွက်ကြောင့်တင်းဒီဘုရားသခင်နဲ့ဝေးကွာသွားပြီဆိုလို့ရှိရင်တင်းရဲ့အသက်တာကတေချတာကတော့ဖျားမရှိတော့သူရဲ့အသက်တာထဲမှာဒုစရိုက်အကျိတ်ကိုတင့်ကိုနော်ညင်းဆဲမဲ့စာတန်ဆိုတာကအပြည့်ဝတာဝန်ယူပြီးတော့တင့်ကိုညင်းဆဲမှာဖြစ်တယ်ဆိုတော့တင့်မှာလမ်းပြောက်ပြီးတော့နော်တင်ကြိုက်တယ်လို့တင်အသက်ရှင်တဲ့ခါမှာများစွာသောဒုစရိုက်ရဲ့ဖြစ်စည်းခြင်းတစ်ခုပြီးတစ်ခုနော်တင့်ကိုအမောင်ချပြီးတော့တင်းရဲ့မျက်စိလည်းမမြင်နိုင်နားလည်းမကြားနိုင်နှလုံးလည်းမခံစားတတ်နိုင်တဲ့ခါကျတော့တင်မှာဖြစ်တာလေဆိုလို့ရှိရင်တင်းရဲ့အတွေးခေါ်မှအစပါဖြစ်တာလေပုတ်ပြက်လာတဲ့ခါမှာတင်ကဘာလုပ်နေတော့တင်မသိဘူးတင်ကအကောင်းလုပ်နေတယ်လို့ပဲတင်တတ်မှတ်တာဖြစ်တယ်ဆိုတော့တင့်ဘေးမှာလူတစ်ယောက်မှမရှိတော့ညာတယ်နော်တင်ကယူမဆိုင်ပဲနဲ့တင့်ကိုနေဟုတ်လာပြီလို့ထင်တဲ့လူတွေများစွာရှိတယ်ဒီနေ့နားရှိတော့သူများကြားကြပါစေဒီနေ့ဘုရားသခင်ကတင့်ကိုချစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တီလိုက်ကိုတင့်ကိုကြားစေတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကတဲ့အယံကောင်းမြတ်တာဖြစ်တယ်ဒီနေ့လူတွေကကိုနော်တင်ဟာဒီအသင်းတော်မှာပဲပုံမှန်တက်နေတော့သူနေဖြစ်နေပါစေအသင်းတော်မရောက်နိုင်တော့သူဖြစ်ပါစေနော်လုံးဝလမ်းမမြင်ကမ်းမမြင်ပဲနဲ့အမောင်ချပြီးတော့လူစရိုက်ထဲမှာနွန်လင့်နေတော့သူများနားရှိတော့သူများကြားကြပါစေဒီနေ့ဒီစကားကလူသားအားလုံးအတွက်ပဲဖြစ်တယ်ကျွန်တော်တို့နေ့တိုင်းသင်ယူရမယ့်စကားဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားသခင်ကတဲ့တင့်ကိုအင်မတန်မှပေါ့ပါလန်းဆန်းစေခြင်းတယ်အင်မတန်မှတင့်ကိုနော်တင့်ကိုကယ်နှုတ်ခြင်းတော့ဘုရားဖြစ်တယ်အင်မတန်မှကယ်နှုတ်ခြင်းပေးလို့အခပေးပြီးတော့ကားတိုင်းပေါ်မှာအသေးခံပြီးတော့ပြန်လဲပြီးတော့သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်တင့်ကိုသူနဲ့အတူရှင်ပြန်ထမြောက်ဖို့အတွက်ဘုရားသခင်အယံအလိုရှိတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့ဘုရားသခင်ကဒီနေ့များစွာသောသူတွေနဲ့တွေ့တဲ့အခါမှာဘုရားသခင်ကကျွန်မကိုဘာအလင်းပေးတာလဲဆိုလို့ရှိရင်ဒီနေ့ကျွန်မတို့လာစလုအားဖြင့်ဒီနေ့ဘုရားသခင်ကကျွန်မကိုစကားပြောတာဖြစ်တယ်ဒီနေ့ကျမ်းစာရဲ့အနက်ဖွင့်ခြင်းကပုံစံမျိုးတဲ့ဘုရားသခင်ကကျွန်မတို့ကိုတွင်တင်ပေးတဲ့အခါမှာအဲ့ဒါကလာစလုကိုပြောတာလေဟာလာစလုကိုပြောတာလေဒီနေ့ဘုရားသခင်ကကျွန်မအမြဲတမ်းပြောတယ်နှုတ်ကပတ်တော်မှာမကြောက်တင်ထားတဲ့အရာအားလုံးကကျွန်မတို့အရောက်စီတန်းကိုဖယားခင်ကားတိုင်းပေါ်မှာအသက်ပေးပြီးတော့ပြန်လည်ကေတင်တော်သူတွေကိုသင်ယူဖို့အတွက်ဘုရားခင်ကနမူနာအနေနဲ့ချသွားတာဖြစ်တယ်ဒါကြောင့်များစွာသောအချိန်မှာယေရှုကအေဝံဂေလိဟောတဲ့အခါမှာတော့၎င်းများစွာသောနော်သူကဥပမာအနေနဲ့ဘာကြောင့်ပြောသွားတာလဲကျွန်မတို့ကိုနားလည်နိုင်မဲ့လူနားလည်နိုင်မဲ့အရာနော်စိုက်ပျိုးမွေးမြူရေးနော်အမျိုးအနေနဲ့နော်ဥယျင်မူးတို့အမျိုးနဲ့ဘုရားသခင်ကကျွန်တော်တို့နားလည်နိုင်အောင်လောကမြေပြင်ပေါ်မှာကျွန်တော်တို့ဒီခေတ်ဒီခါမှာနားလည်နိုင်ဖို့အတွက်ဘုရားသခင်ကချပြထားတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီအရာအဖြစ်လာစုအဖြစ်ဘုရားသခင်ကကျွန်တော်ကိုဘာစကားပြောတော့တာလဲဆိုလို့ရှိရင်နော်ဒီနေ့သင်တို့နောင်တရဖို့အတွက်ဘုရားသခင်အယံအလိုရှိတာဖြစ်တယ်ဒီနေ့ယောဟန်17:9နော်ယောဟန်17:34ယောဟန်17:43အဖြစ်ဘုရားသခင်ကကျွန်မကိုစကားပြောသွားတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့တင့်ကိုတင်ကိုလာစုလို့တေသွားပြီလို့တင့်ကိုတင်နားလေနေသလားငါဒီဖះနဲ့ကင်းကွာပြီးတော့ငါကတေသွားတော့သူဖြစ်တယ်ဖះနဲ့ငါအဆက်အသွယ်မရတဲ့ခါမှာရန်သူဖြစ်တော့စာတန်ကငါ့ကိုအကြိုက်ညင်းဆဲပြီးတော့ငါကဘာဖြစ်တာလဲအပြစ်ထဲကနေနုံနစ်ပြီးတော့ငါဒီဘာဖြစ်တာလဲအထဲမှာပုတ်ပြက်နေတဲ့သူလာစရုကဘာဖြစ်တာလဲတေသွားတော့သူလာစရုတေသွားတဲ့ခါမှာတဲ့4ရက်မြောက်တော့နေ့မှာဘာဖြစ်တာလဲအနက်မကောင်းတော့နော်အခုလိုယာတီဥတုဆိုလို့ပို့ဆိုကျမတို့ဆိုသားစင်းငါးစင်းသွားဝယ်တယ်ဈေးရဝယ်ပြီးပြန်လာတယ်မြန်ဆေးပြီးမြန်ရေခဲတက်တာတဲ့မထည့်ကြည့်ဘာဖြစ်တာလဲအနံ့ထွက်တာကဲလာစရုကဘာဖြစ်တာလဲ4ရက်နေတဲ့အသေးကောင်အပုတ်ကောင်ဖြစ်သွားတဲ့ခါမှာအနံ့ထွက်လာတယ်မိတ်ဆွေတင့်ရဲ့အသက်တာမှာရောတင့်ရဲ့အဒုစရိုက်တွေပြည့်နှက်ပြီးတော့နော်ဖះနဲ့ဝေးကွာပြီးတော့တေသွားရုံမကပဲတဲ့ပုတ်နေပြီလားလာစရုကတော့4ရက်ကြာခဲ့တယ်မိတ်ဆွေတင့်ဘယ်နှစ်ကြာခဲ့လဲသင်ဘယ်နှစ်ကြာခဲ့သည်ဖြစ်စေဒီနေ့ယေရှုကတင့်ကိုခေါ်နေတာဖြစ်တယ်လာစရုထွက်ခဲလို့ပြောတဲ့ခါမှာမိတ်ဆွေသင်အတန်ကြားဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်ဒီနေ့ယေရှုလာစရုကိုခေါ်တယ်လို့ဒီနေ့တင့်ကိုဘုရားသခင်ကနှုံးဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်သင်ဟာတင်ဘလောက်ပဲပုတ်ပြက်နေပါစေသင်ဟာတင်နှစ်တွေဘလောက်ပဲကြာနေပါစေသင်တေသွားနေပါစေဒီနေ့အဲ့ဒီအတန်ကိုယေရှုရဲ့အတန်ကိုကြားခြင်းအားဖြင့်ဒီနေ့ယေရှုကတင့်ကိုတကားခောက်နေတာဖြစ်တယ်မိတ်ဆွေသင်ရှိတဲ့နေရာမှာ
နော်ရှိတဲ့နေရာမှာဒီအတန်ကိုကြားတဲ့ခါမှာလာစုကဲ့တို့နော်လာစုကဲ့တို့ထလာဖို့အတွက်ဘုရားသခင်အလိုရှိတာဖြစ်တယ်လာစုကဲ့တို့ထလာတဲ့ခါမှာပုတ်ပြတ်တဲ့ခါနာကနေပြီးမှအသက်ရပြီးတော့ဘာဖြစ်တာလဲပေါ့ပါလန်းဆန်းစွာဘုရားသခင်ကတင့်ကိုဘာဖြစ်တာလဲကုသပြီးတော့တင့်ကိုတာ၍ပေါ့ပါလန်းဆန်းစေတော့ဘုရားဖြစ်တော့ဒါကြောင့်မလို့ဒီနေ့ညစောတော်သူတွေကငါတို့ကအပြစ်ထဲမှာနော်နေပြီးတော့ဘယ်သူမှငါတို့ကိုမယူတော့ပါဘူးလူတောင်ငါတို့ကိုညင်းပယ်တယ်ဘုရားသခင်ကအဲ့လောက်တန်ရှင်းမြင့်မြတ်တယ်ဆိုတော့ငါတို့ကိုဘယ်လိုလုပ်ယူမှာလဲမိတ်ဆွေအဲ့ဒါစာတန်ကတင့်ကိုလက်စားနေတာဖြစ်တယ်တင့်အခြေအနေဘယ်လိုပဲဖြစ်သွားနေပါစေဘယ်လိုပဲဖြစ်သွားနေပါစေဆိုတော့ဘုရားသခင်ကကျွန်မကိုလာစရုအားဖြင့်အလင်းပေးတဲ့ခါမှာလာစရုတည်သွားတာကဒီနေ့အပြစ်သားတွေကလုံးဝဘုရားနဲ့ကင်းကွာသွားတာဘာကြောင့်လဲဆိုလို့ရှင်ဘုရားသခင်ကအပြစ်ကြောင့်နဲ့ဘုရားသခင်ရှေ့မှာဖယားခင်ရှေ့မှာချိတ်ဆက်လို့မရတဲ့အသေးကောင်နဲ့တူတယ်တဲ့အသေးကောင်ဖြစ်သွားပြီဆိုလို့ရှိရင်ပုတ်ဆက်ခြင်းဆိုတော့ဒုစရိတ်တွေရဲ့တစ်မျိုးပြီးတစ်မျိုးလိန်လေလဲ့ဖြားမယ်နော်အမျိုးမျိုးနော်စာတန်ကနေပြီးမှရုပ်မှကြမ်းကြုတ်ခြင်းအမျိုးမျိုးသောဒုစရိတ်အမျိုးမျိုးသောမူရွေကြေးကျွအမျိုးမျိုးရှိသမျှတော့အဖြစ်တွေအားလုံးတင့်ကိုဘာဖြစ်တာလဲနှိပ်စက်ပြီးတော့တင့်အထဲမှာဘလပွားနာကျင်ပြီးတော့ဘာဖြစ်တာလဲအဲ့ဒီပုတ်ပွားသွားခြင်းကိုဆိုလိုတာဖြစ်တယ်ဒါကြောင့်မလို့လာစုကတော့၄ရက်တင်ကတော့၄နှစ်ဖြစ်ရင်ဖြစ်မယ်၄လဖြစ်ကောင်းဖြစ်မယ်နှစ်40ဖြစ်ကောင်းဖြစ်မယ်ကြိုက်တလောက်ဖြစ်နေပါစေတင်းနဲ့ယေရှုတင့်ကိုခေါ်နေတာဖြစ်တယ်ယေရှုကသူချစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လာစရုအဲ့လိုတည်သွားတဲ့အရာအဖြစ်ယေရှုခရစ်တော်ကဘာဖြစ်တာလဲယောဟန်7:34မှာယေရှုကဘာဖြစ်တာလဲဒီနေ့အပြစ်သားတွေတဲ့နော်အပြစ်သားတွေကိုဒီနေ့စာတန်ကညှင်းဆဲပြီးတော့နော်တေကြီးနော်အရွယ်မရောက်ဘဲနဲ့တေကြီးပျက်စီးသွားသောသူတွေအတွက်ကယေရှုကဝမ်းနေတာဖြစ်တယ်ယေရှုကဝမ်းနေပြီးတော့မြည်ရကြတာဖြစ်တယ်ဒီနေ့နော်လာစုအသက်ရှင်ခြင်းပြန်လဲပြီးတော့နိုးထလာခြင်းအဖြစ်များဆိုတော့နမိတ်လက္ခဏာတွေကိုမလုပ်တာလဲဆိုလို့ရှိရင်လာစုရဲ့ပတ်ဝန်းကျင်မှာမြင်တွေ့တော်သူတွေရဲ့ဘာဖြစ်တာလဲယေရှုခရစ်တော်ကိုဘာဖြစ်တာလဲကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့အရာအဖြစ်လူတွေလွတ်မြောက်လာတဲ့အခါမှာလူတွေလွတ်မြောက်လာတဲ့အရာအဖြစ်များဆိုတော့ဝိညာဉ်တွေကိုဘုရားသခင်ကလွတ်ချင်းခွင့်ကိုသူမြင်တဲ့အခါမှာမြည်ကြတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားသခင်ကတဲ့နော်လူတွေရဲ့ဝိညာဉ်ကိုတဲ့ဘာလို့တာလဲဆိုလို့ရှိရင်စัจ java ဝါလာနဲ့တောင်မှမလဲသောဘုရားဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့တင့်အားဖြင့်ဘုရားသခင်မြည်ရကြနေသလားတင့်ကိုအင်မတန်မှမျော်လင့်နေတာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တင်လူတွေရဲ့စကားကိုမယုံပါနဲ့လူတွေကတော့တင့်ကိုပြောမယ်နင်အပြစ်သားနင်ကအလကားနင်ကဘုရားเจ้าလည်းမလာနဲ့နင်တို့လူကအိမ်ပေါ်လည်းမတက်လာနဲ့နင်တို့လူကသွားအတိတ်ပဲမရှိဘူးဆိုတဲ့စကားလေးအမျိုးမျိုးပြောကောင်းပြောလိုက်မယ်တင်ဒီနော်တင်ချိုင်းထဲမှာတိတန့်ကြီးလူတွေနဲ့ကင်းကွာတဲ့တတိယမှာရှိကောင်းရှိလိမ့်မယ်သို့တော်ညာလေဒီနေ့ဘုရားသခင်ရဲ့အတန်ကတင့်ကိုချစ်တော်ဘုရားဖြစ်တယ်တင်အပြစ်လုပ်နေနဲ့တင့်ကိုချစ်တယ်ဘာကြောင့်လဲဆိုရင်တင့်ကိုအဲ့ဒီအပြစ်ကနေကယ်ချွတ်ချင်တဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကအပြစ်ကိုယွန်ရှာပြီးတော့သူချစ်တဲ့အပြစ်သားညှင်းဆဲထားတော့သူကိုဘုရားသခင်ကချစ်တာဖြစ်တယ်ဒါကြောင့်မလို့ညှင်းဆဲခြင်းခံရတော့သူကိုအင်မတန်မှကယ်ချွတ်ချင်တော့ဘုရားဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့လူတွေကတင့်ကိုဘုရားเจ้าမတက်လို့တိုးမဲတင့်ကိုခေါ်ကောင်းခေါ်မဲသင်ဒီအပြစ်နွန်ထဲမှာနှစ်ပြီးတော့လမ်းမမြင်ကားမမြင်တဲ့အခါမှာတင့်ကိုဖြောက်မှတ်ခြင်းဟန်ဆောင်တော့သူတွေကတင့်ကိုအဖို့မလုပ်ကောင်းမယ်သို့တော်ညာလေဒီနေ့ယေရှုတင့်ကိုမျှော်နေတာဖြစ်တယ်ချစ်တော်မိတ်ဆွေများတင်းနေတင်းအသက်တာမှာပြန်လဲနိုးထဖို့ကတော့ငါအသက်တာမှာငါကိုနော်ငါဒီနေ့အပြစ်ကြောင့်ငါတေးသွားတော်သူဖြစ်တယ်ငါအထဲမှာပုတ်ဆက်နေတဲ့အရာငါဘာမှမယုံနိုင်တော့ဘူးငါဖယားခင်ကငါ့ကိုကယ်မရမယ်ဆိုတဲ့အရာအဖြစ်သင်ကနောင်တရဖို့အရန်အရေးကြီးတာဖြစ်တယ်ဖယားခင်ခဲမှာတင့်ကိုနောင်တနေပြီးမှတင့်ကိုကယ်တင်ဖို့တဲ့ပဲတော်မှဝန်မလေးတော့ဖယားဖြစ်တယ်သူဒီဂိယူနာနဲ့ပြည့်စုံတော့ဖျားဖြစ်တယ်ဒါကြောင့်တင့်ကိုချစ်လွန်းလို့ကားတိုင်းပေါ်မှာအသေးခံပြီးတော့ပြန်လဲပြီးတော့တင့်ကိုကယ်နှုတ်တာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ကကျမတို့အထက်ကမျိုးစေ့ကြီးဖြစ်တယ်သူဒီတဲ့နော်ဖျားရဲ့သားဖြစ်တယ်လောကမှာသူဆင်းသက်တဲ့ခါမှာအသေးခံခြင်းကမလုပ်တာလဲဆိုလို့ရှိရင်သူ့ရဲ့အသေးခံခြင်းအားဖြင့်ကျမတို့ကကယ်နှုတ်ခြင်းရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ချစ်တော်မိတ်ဆွေတင့်အထဲမှာဖယားခင်နဲ့ဝေးကွာသွားပြီဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ထဲမှာလုံးဝပုတ်ပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်တင်းစိတ်တက်မကြပါနဲ့တင်းရဲ့အတန်လေးကိုဖွင့်ပြီးတော့နောင်တရခြင်းကိုတင်းပြန်လဲပြီးတော့နောင်တရလာဖို့အတွက်ဖယားခင်အလိုရှိတာဖြစ်တယ်
နောင်တရတဲ့ခါမှာတဲ့ကားတိုင်တရားကတင်နဲ့ပြန်လဲပြီးတော့ချိတ်ဆက်တာဖြစ်တယ်အဲ့ဒီမျိုးစေ့ကြီးကတင့်အထဲမှာပြန်လဲရှင်တန်ပြီးတော့တင့်ကိုပြန်လဲပြီးတော့သူ့ရဲ့ရှင်ပြန်ခြင်းအဖြစ်သူ့တင့်ကိုပြန်လဲပြီးတော့အသက်ပေးတာဖြစ်တယ်တင်ဒီအဲ့ဒီထဲကနေအသက်တော်သူပြန်လဲဖြစ်လာမှာဖြစ်တယ်ချစ်တော်မိတ်ဆွေတာ၍ဘုရားသခင်ကတင့်ကိုအင်မတန်မှတန်ရှင်ဖြောက်မှတ်ခြင်းကိုသူ့ရဲ့ဖြောက်မှတ်ခြင်းတန်ရှင်ခြင်းဝတ်လုံကိုဝတ်ပေးချင်တာဖြစ်တယ်ဒါကြောင့်မလို့တင့်ကိုတင်ဘုရားသခင်ကိုမပုံကံပါနဲ့တင့်ကိုတင်ငါဒီပြုပြင်ပြောင်းလဲလို့မရတော့ငါကိုဘယ်သူမှမယူတော့ဘူးဆိုတဲ့စာတန်ရဲ့လိန်ညာခြင်းကနေတင်လွတ်မြောက်လာဖို့အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်ဒါကြောင့်မလို့ဘာကြောင့်မလို့ဒီနေ့ကျွန်မနော်ဒီ last two အဖြစ်ဘာကြောင့်ပြောချင်တာလဲဆိုတဲ့အရာက last two ကအပြစ်ရှိလို့တည်သွားတာမဟုတ်ပါဒါပေမဲ့ဘုရားသခင်ကကျွန်မကိုအဲ့ဒီအရာနဲ့ဥပမာပေးတဲ့အခါမှာကျွန်မတာရွေးနားလဲတာဖြစ်တယ်တချို့တွေကပုတ်ပြက်သွားပြီเนาะငါတို့ကဘာမှလုပ်လို့မရတော့ဘူးဆိုပြီးတော့စာတန်ကเนาะလူစာတန်အမျိုးသောအရာကတင့်ကိုဘာဖြစ်တာလဲလုံးဝအမောင်ထဲကိုပို့လိုက်ပြီးတော့တင်ပြောင်းလာဖို့တင်ပြောင်းလဲဖို့အတွက်အခွင့်အရေးတော့မပေးချင်တော့ဘူးလေအများကြီးရှိပါတယ်တချို့တွေမိသားစုထဲမှာရှိတယ်မောင်နှမတွေထဲမှာရှိတယ်အသင်းတော်ထဲမှာရှိတယ်လုပ်ငန်းခွင်ထဲမှာလည်းရှိပါတယ်ဒါပေမဲ့တင့်ကိုအင်မတန်မှတန်ဖိုးထားသောယေရှုကတင့်ကိုဘာဖြစ်တာလဲနာမည်နဲ့တကွထွက်ခဲလာပါဘာလို့ဒါလဲဆိုတော့တင့်ကိုအစဉ်အမြဲနှလုံးဖွင့်ပြီးတော့တင့်ကိုကြိုဆိုနေတဲ့ဖခင်ရှိတယ်ဆိုတဲ့အရာကိုဘယ်တော့မှမမေ့ပါနဲ့ဒီနေ့တင်ဘယ်ထဲမှာပဲရောက်နေပါစေဒီနေ့တင်အတန်ကိုတင်ကြားတဲ့အခါမှာလာစုကဲ့သို့မျော်လင့်ခြင်းကင်းမဲ့သွားပြီတေသွားတော်ညာလဲပုတ်ပြက်သွားတော်ညာလဲနှစ်ချသွားတော်ညာလဲယေရှုခရစ်တော်အားဖြင့်ငါပြန်လဲပြီးတော့ရှင်ပြန်ထမြောက်နိုင်တယ်ငါဒီယေရှုခရစ်တော်နဲ့ပြန်လဲပြီးတော့ချိတ်ဆက်နိုင်တယ်ငါအထက်ရဲ့ပုတ်ပြက်နာကျင်သွားတဲ့အရာကိုယေရှုခရစ်တော်ကသူ့ရဲ့အသွေးတော်နဲ့စေးကြောပြီးတော့ကုသပေးမှာဖြစ်တယ်သင်ရဲ့ဒဏ်ရာချက်လာတဲ့အခါမှာသင်ဒီယေရှုခရစ်တော်ရဲ့ဝတ်လုံနဲ့ဝတ်ဆင်ပြီးတော့ဘုရားသခင်နိုင်ငံသားဖြစ်လာမယ်ဒါ၍နားလည်ဖို့အတွက်ကဒီနေ့ချစ်တော်မိတ်ဆွေသင်လမ်းပြောက်နေတော့သူဖြစ်နေသလားယခုသင်ကျမပြောနေတော့သူထဲမှာသင်တူဖြစ်နေသလားသင်ဖြစ်ကောင်းဖြစ်မယ်သင်ရဲ့မိတ်ဆွေကောင်းဖြစ်မယ်သင်ရဲ့တငယ်ချင်းဖြစ်ကောင်းဖြစ်မယ်သင်ကြားတဲ့အချိန်မှာယေရှုခရစ်တော်ကိုသင်ပြန်လဲပြီးတော့အော်ကျွန်တော်ကိုကယ်ပါကျွန်တော်နောင်တရပါတယ်ကျွန်တော်နောင်တရပါတယ်ဆိုတဲ့အဲ့ဒီနောင်တရခြင်းတစ်ခွနဲ့ပဲယေရှုခရစ်တော်ကသင်ကိုတာ၍အဲ့ဒီစန္ဒလေးကိုအယံမျောနေတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့เนาะကျွန်မအချိန်လဲကျွန်မပြောပြီးပြီယေရှုလောကကိုလာတဲ့ခါမှာတဲ့เนาะနတ်ဆိုးကိုနင်ထုတ်တဲ့ခါမှာမျက်မမြင်သောသူကိုเนาะယေရှုကပြန်လေပြီးမြင်စေတဲ့အရာเนาะဒီခြေမစွမ်းသောသူတွေကိုဘုရားသခင်ကုသပြီးတော့နမိတ်လက္ခဏာလုပ်တဲ့အရာတိုင်းပေါ်မှာအလကားမလုပ်ဘယ်တော့မှအလကားမလုပ်အခဒီလိုအလကားမလုပ်ဘူးဆိုတာကအခချင်းငွေယူတာကိုပြောနေတာမဟုတ်เนาะယေရှုကပါလို့တာလဲဆိုလို့ရှင်စန္ဒရှိတော်သူเนาะတောင်းဆိုတော်သူလိုအပ်တော်သူလိုချင်တော်သူကိုယေရှုကလူတစ်ယောက်ကိုမှသူကမချန်ထားပဲနဲ့လက်လူမရှိပဲနဲ့သူကကုသသွားတာဖြစ်တယ်ဒါကြောင့်เนาะများစော်တော်သူတွေကိုเนาะတရွာဝင်တရွာထွက်တဲ့ခါမှာကားတဲ့ဒီကျန်းစာပေါ်မှာမှတ်တမ်းတင်ထားတဲ့အရာတွေများစွာမရှိဘူးဘာကြောင့်လဲဆိုလူတွေကမယုံလို့အထင်သေးလို့မခံယူနိုင်လို့ဘာလို့တာလဲဆိုလို့ရှိရင်ဒါကြောင့်မလို့သူတို့ကဘာလို့တာလဲမရတာဖြစ်တယ်ဆိုတော့ကျမတို့အားလုံးသိကြတဲ့မျက်စိမမြင်တဲ့လူကဘာလို့တာလဲဒါဝိဒ်ရဲ့သားတော်ယေရှုတဲ့ငါကိုကယ်ပါတဲ့ तू အော်ခေါ်ရမဟုတ်လား तू လိုချင်တာဖြစ်တယ်ဆိုတော့ယေရှုကသင်ဘာဖြစ်ချင်တာလဲတဲ့ငါမြင်ချင်တယ်တဲ့သင်ယုံကြည်တဲ့အတိုင်းသင်မြင်ချင်တဲ့အတိုင်းတင့်နိုင်မြင်စေလင်းစေဆိုပြီးတော့အဖြစ်တာလေလူတွေကလင်းသွားကြတယ်မဟုတ်လားချစ်တော်မိတ်ဆွေဒီနေ့သင်ကိုယ်တိုင်သေသွားပြီးတော့နာသွားပြီးတော့အသွားပြီးတော့သင်မှာဘာမှမလုပ်တတ်ခင်တောင်မှနော်ဘာလို့တာလဲဆိုလို့ရှိရင်ဒီလာစုရဲ့အမဖြစ်တော်သူကဘာလို့တာလဲကေတင်ရှင်ဖြစ်တော်ယေရှုခရစ်တော်တတ်နိုင်တယ်တတ်ဆွမ်းတယ်ဆိုပြီးတော့တွားရောက်ကူညီတောင်းတဲ့အခါမှာယေရှုရောက်လာတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့တာရွေးတင်ကိုတိုက်တွန်းနေတာဖြစ်တယ်ဒီနေ့ဒီ online မှာကြားတော်သူတွေတင်းတို့ရဲ့မိတ်ဆွေညီကိုမောင်တို့မတင်းတို့ရဲ့သားသမီးတင်းတို့ရဲ့တငယ်ချင်းလွတ်ဖို့ဆောင်ဖက်တွေဒီနေ့ဒီလိုအမောင်ထဲမှာနာနေတယ်ဒီနေ့အမျိုးမျိုးထဲမှာဖြစ်နေတယ်ဆိုလို့ရှိရင်တင်းအားဖြစ်သူပြောင်းလဲဖို့လိုအပ်တယ်တင်းအားဖြစ်တင်းရဲ့ဂယုဏလက်တဆုံလိုအပ်တာဖြစ်တယ်ချစ်တော်မိတ်ဆွေဒီနေ့လာစလူတာဒီလိုတေသွားတယ်ဒီလိုဖြစ်သွားတဲ့အရာကိုအမဖြစ်သူကယေရှုကိုတွားပြီးတော့အကူအညီမတောင်းရင်အော်တိုဘာမှဖြစ်မလာပါဘူးဒါကြောင့်မလို့ဒီနေ့ဘုရားသခင်ကဒီနေ့တင့်ကိုရွေးချယ်ခြင်းအပြင်များစွာသောလူတွေနာနေတော်သူကိုကုသဖို့အတွက်နာနေတော်သူတွေတည်င်းချဖို့အတွက်နိုအိပ်ပျော်သွားတော်သူတေသွားတော်သူတွေပြန်လဲပြီးတော့ယေရှုခရစ်တော်ရဲ့
ကားတိုင်းတရားနဲ့ပြန်လေချိတ်ဆက်ဖို့အတွက်ကတော့တင်နဲ့ကျွန်တော်ကိုဖျားခင်အလိုရှိတာဖြစ်တယ်ဒါကြောင့်ဒီ online မှာအမျိုးမျိုးကြောင့်တချို့တွေမကြားရတာတွေရှိတယ်တချို့တွေတော့ဘာမှမတီးတင်းကိုမကြားဘူးတဲ့လူတွေများစွာရှိတယ်သူတို့ဒီတစ်ခါတော့ကျွန်မတို့ဗမာပြည်ကိုရောက်သွားတဲ့ခါမှာကျွန်မကမထင်မှတ်ပဲနဲ့ဟိုပါပေါ့နော်ကလေးထောင်ဖြစ်တော့ငက်အော်ဆန်းဆိုတဲ့အဲ့ဒီထောင်ကိုကျွန်မတို့ရောက်သွားတာဖြစ်တယ်ဆိုတော့လူ900ကျော်လူ900ကျော်လူ900ကျော်အမျိုးမျိုးပေါ့နော်လူ900ကျော်လူတွေကိုနဲ့တွေ့ခွင့်ရတာဖြစ်တယ်ဆိုတော့ကျမတို့เนาะကျမတို့ရဲ့ဇက်မိုးဆက်ကနေပြီးမှဥစားပြီးတော့သွားတဲ့ခါမှာအဲ့ဒီအခွင့်ကိုကျမတို့ရတာဖြစ်တယ်ဆိုတော့များစွာသောလူတွေကိုเนาะတခုကောင်းတာကတချို့နေရာမှာဆိုလို့ရှိရင်လူတွေကယုံကြည်သူတွေလာတာဖြစ်တဲ့အတွက်ကြောင့်ယုံကြည်သူတွေပဲလွတ်တယ်เนาะဆိုတော့ဒီငက်အော်ဆန်းမှာဖြစ်တဲ့ကလေးသာသနာကလေးထောင်မှာကကြတော့ဘာလုပ်တာလဲဆိုလို့ရှိရင်900နဲ့8ယောက်ရှိတဲ့လူဦးရေအပြည့်ကိုသူတို့ကဘာဖြစ်တာလဲခါမအကြီးထဲမှာသူတို့ကစုလိုက်တာဖြစ်တယ်ဆိုတော့သူတို့အထဲမှာကဘာလုပ်တာလဲဆိုလို့ရှိရင်ကလေးတငယ်တွေဖြစ်တဲ့အတွက်ကြောင့်18နှစ်အောက်เนาะ18နှစ်ရှိတယ်18နှစ်အောက်ကကလေးတငယ်တွေပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့တွေကဘာလုပ်တာလဲဆိုလို့ရှိရင်မိဘတွေနဲ့เนาะသူတို့ဝေးကွာပြီးတော့သူတို့တွေကဒုက္ခရောက်တဲ့ခါမှာသူတို့တွေအကာအကွယ်မရှိဘူးသူတို့တွေအရန်ခက်ခဲနေတဲ့ချိန်မှာကျမတို့လို့သူတို့ရဲ့မိဘအရွယ်ရောက်သွားတဲ့ခါမှာသူတို့တွေအရန်ကြီးဘာဖြစ်တာလဲသူတို့အရန်ကြီးမျောနေတာဖြစ်တယ်အရန်ကြီးကျမတို့စီကသူတို့နှွေးထွေးခြင်းကိုသူတို့လိုအပ်တာဖြစ်တယ်ဆိုတော့ကျမတို့ကပတစ်ခုကောင်းတဲ့အရာကဘာလို့တာလဲဆိုလို့ရှိရင်ကလေးတငယ်တွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကသူတို့ကိုကြောက်စရာမလိုပဲနဲ့သူတို့ကိုလည်းတန်ကြိုးခတ်ခြင်းခြိထားခြင်းမရှိဘဲနဲ့ကျမတို့ကသူတို့အကြားထဲမှာဝင်ပြီးတော့သူတို့ကိုဘာလို့တာလဲဆိုလို့ရှိရင်ကျမတို့အဖွဲ့တွေခွဲပြီးတော့လူတစ်ယောက်ကို9ယောက်6ယောက်သူတို့နဲ့အတူ counseling လုပ်ခွင့်ရတယ်ဖះခင်အရန်ကောင်းမြတ်တာဖြစ်တယ်ကျမတို့အဲ့ဒီရောက်သွားတဲ့ခါမှာဘာလို့တာလဲဆိုဘာကြောင့်ရောက်လာတာလဲတားတို့ကဘာကြောင့်ဒီကိုရောက်လာတာလဲဆိုတော့သူတို့ကကျမတို့မျက်နှာလေးကိုကြည့်ပြီးတော့သူတို့ကဘာဖြစ်တာလဲသူတို့ရဲ့မိဘကိုတတိရတယ်နော်သူတို့ကကျမတို့ကိုငေးကြည့်ပြီးတော့နော်ဘာဖြစ်လို့သူတို့လိုဒီလိုမျိုးအပြစ်တွေလုပ်တဲ့လူထဲမှာကျမတို့လူကဘာကြောင့်သူတို့စီမှာလာပြီးတော့မညိုမညင်နဲ့ဟာသူတို့ကိုနော်လက်တွေကင်ပြီးတော့ဟာသူတို့ပခုံးတွေကင်ပြီးတော့သူတို့ကိုအားပေးတဲ့အရာကသူတို့ကနှွေးထွေးချင်းရတယ်နှွေးထွေးချင်းရတာဖြစ်တယ်နော်ဆိုတော့ဒီနေ့သွားရောက်ပြီးတော့သူတို့ကို counseling လုပ်တဲ့ခါမှာသူတို့ကိုမေးကြည့်တယ်ဘာကြောင့်ဒီကိုရောက်လာတာလဲကျွန်တော်စိတ်ဝင်စားတယ်လေနော်ဆိုတော့တချို့လူတွေကဘာကြောင့်တာလဲဆို73နှစ်16နှစ်အရွယ်လေးတွေကဘာကြောင့်လဲဆိုကျွန်တော်လူတက်ပြီးတော့ဝင်လာတာတဲ့ဟာလူတက်ပြီးတော့ဝင်လာတယ်ဆိုတဲ့အရာကကျမတို့အရန်ကြောက်တာဖြစ်တယ်ဘာကြောင့်လဲဆို14 5နှစ်အရွယ်ပဲသူတို့လူတစ်ယောက်ကိုလွယ်လွယ်နဲ့တတ်လိုက်တယ်ဘာကြောင့်တတ်လိုက်တာလဲဆိုလို့ရှိရင်ဦးလေးကြောင့်အမွေကိစ္စကြောင့်နာကျင်အောင်လောက်တာဖြစ်တဲ့အတွက်ကြောင့်တပ်လိုက်တာဖြစ်တယ်တဲ့ရိုးရိုးလေးပဲတပ်လိုက်တာဖြစ်တယ်ဆိုတော့ဘာလောက်တာလဲဆိုလို့ရှိရင်သူတို့တပ်လိုက်တဲ့အကြောင်းရင်းကသူတို့ကဘာဖြစ်တာလဲဒီအရာကိုသူတို့ကအမြဲတမ်းသူတို့ကြောက်နေတာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီဝိညာဉ်ကလည်းအမြဲတမ်းသူတို့တွားနေရအောင်သူတို့လိုက်ချောက်နေတယ်လို့သူတို့ခံစားရတယ်နောက်တစ်ယောက်ကိုပြန်မေးကြည့်တဲ့ခါကျတော့သူတို့ကယာမရောင်းပြီးတော့မိသားစုရဲ့ခက်ခဲခြင်းကြောင့်နော်ဘောနမတွေများတဲ့ခါမှာအရန်စီးရဲ့ဒုက္ခရောက်တဲ့ခါမှာဘာလို့တာလဲဒီအချိန်မှာအလုတ်ကောင်းဆိုလို့ရှိရင်လစာကောင်းဆိုလို့ရှိရင်လည်းဘွဲရပညာတတ်မှလည်းစီးရဲမွဲတေပါတယ်ဆိုနေမှာဘယ်နှအလုတ်ကောင်းရမှာလဲဒါကြောင့်လမ်းခုလက်မှာအမြန်ဆုံးရတဲ့နီးနဲ့ဘာလို့တာလဲဆိုယာမရောင်းခြင်းအားဖြင့်ဖမ်းမိတာဖြစ်တဲ့အတွက်ကြောင့်ကလေးဖြစ်တဲ့အတွက်ကြောင့်ကလေးထောင်ရောက်လာတယ်အမျိုးမျိုးသောအရာနဲ့တို့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ counseling လုပ်တဲ့ခါမှာကျမတို့တို့ကိုနော်ဘာလို့တာလဲဆိုလို့ရှိရင်ဟာနေကလူတတ်သမားပါဆိုပြီးတော့ကျမတို့ကကြောက်ပြီးတော့တို့ကိုကျမတို့မမောင်းထုတ်ပါဘာကြောင့်လဲဆိုလို့ရှိရင်ဒီလူတယောက်ကိုတတ်သွားတဲ့အကြောင်းရင်းကိုလူတယောက်ရဲ့ဝိညာဉ်ကဘလောက်တောင်မှတန်ဖိုးရှိတာလဲဝိညာဉ်တယောက်ကဘုရားသခင်ဖန်ဆင်းထားတဲ့လက်ရာဖြစ်တဲ့အတွက်ကြောင့်သင်လွယ်လွယ်နဲ့တတ်လို့မရဘူးဘာကြောင့်လဲဆိုတို့ပြောပြတယ်ခွေးတကောင်တောင်မှနော်ကျမတို့ကရိုက်ချင်တယ်ခွေးတကောင်ကိုကန်ထုတ်ချင်တောင်မှဘာဖြစ်တာလဲအဲ့ဒီခွေးပိုင်ရှင်ရဲ့မျက်နှာကိုကြည့်ရတယ်မဟုတ်လားဟာတာဟိုအရင်ခွေးနော်ဟာတာပိုင်ရှင်ရှိတယ်နော်ဆိုတာလူတွေကရှောက်လို့မရဒါကြောင့်မို့သူတို့လွယ်လွယ်နဲ့သူတို့အနေနဲ့နာကျင်စွာနဲ့ဂလက်စားခြေလိုက်တဲ့လူတယောက်အသက်ဆုံးရှုံးသွားတဲ့အရာကိုသူတို့ကနားမလဲတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖန်ဆင်းရှင်ဆိုတဲ့ဝိညာဉ်ရဲ့ပိုင်ရှင်ရှိတယ်ဆိုတဲ့အရာကိုသူ့ကိုအေးဝရီကိုပြောခွင့်ရတယ်ဆိုတော့ဒီနေ့ဒီအရာကိုသူတို့မာမန်းသူတို့မသိသူတို့သိတာကသူဒီလူတယောက်ကိုတပ်လိုက်ရပြီကြေအေးလိုက်ပြီနော်ဘာကြောင့်လဲဆိုရင်ကြေအေးတယ်ထင်လားလဲမအေးပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်တေးသွားလဲဒီအရာကမပြီးဘူးဖြစ်နေလေမုံစဲတတ်သွားလိုက်နေသူတို့ကမကြေနေတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့တာဝိသူတို့ကိုပြောပြတဲ့အရာကပိုင်ရှင်ရှိတာဖြစ်တဲ့အတွက်ကြောင့်လူတတ်ခြင်းကဘာဖြစ်တာလဲဘုရားသခင်ကိုသင်တို့ကစော်ကားနေတာဖြစ်တယ်ဒါကြောင့်မလို့
တောင်းပန်ဖို့အတွက်သူတို့ကအတူတကွသူတို့နော်ဒီဝိညာဉ်ရဲ့ပိုင်ရှင်ကိုဖန်ဆင်းရှင်ဖြစ်တော့နော်ခမည်းတော်ကိုတောင်းပန်ဖို့အတွက်ကျွန်တော်တို့ကသူတို့ကိုတင်ပေးတာဖြစ်တယ်ဒါနဲ့သူတို့ကဘာဖြစ်တာလဲလူကဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့အရာကိုသူတို့သိတာဖြစ်တယ်ဖန်ဆင်းရှင်မကပဲနဲ့အပြစ်သားရောက်သွားပြီးတော့ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ဒီနေ့အပြစ်တွေကိုကယ်ချွတ်တယ်လူတက်သွားတော့သူဓမြဖြစ်တော်သူအမျိုးမျိုးကိုဘာဖြစ်တာလဲလူတွေကတော့ညင်းပယ်တယ်ယေရှုခရစ်တော်ကဘာလုပ်တာလဲဆိုလို့ရှိရင်အပြစ်ရဲ့အပြစ်ကိုယုံမုန်းပြီးတော့အပြစ်သားကိုဘာဖြစ်တာလဲနောင်တရစွာနဲ့ပြန်လည်ပြီးတော့သူ့ဘက်ကိုရောက်လာဖို့အတွက်ဖျားတခင်ကပြန်ပြီးတော့ကယ်တင်ချင်တာဖြစ်တယ်ဒါကြောင့်မလို့လူတက်သွားတော့ဒီလူငယ်ကဘာလုပ်တာလဲဆိုကျွန်တော်ကိုခွင့်လွတ်နိုင်ပါမလားတဲ့ဘာလို့လဲဆိုသူလူတက်လာတာဖြစ်တဲ့အတွက်ကြောင့်သူတိသွားတာအစတော့ကတော့သူဒီဒေါသထွက်လို့နော်အမွေကိစ္စကြောင့်မိသားစုကိုနာကျင်အောင်လုပ်လို့သူဒီစိတ်ပေါက်လို့တပ်လိုက်တာဖြစ်တယ်လွယ်လေးပဲဒါပြဿနာမရှိဘူးသူ့ကိုဖမ်းမယ်ဘယ်နှလလဲဘယ်နှစ်လဲခလေးဖြစ်တဲ့အတွက်ကြောင့်အချိန်တန်ပြန်လွတ်မယ်ဒီကိစ္စပြီးသွားပြီလို့သူထင်တယ်ဒီအရာကတန်တရားအဆက်ဆက်သူ့ကိုတောင်းလျှောက်အိမ်မက်ထက်မှတော့လကောင်အရစ်ကဲတော့လကောင်တောင်းလျှောက်သူ့ကိုလာပြီးတော့ခြောက်နေတယ်လို့သူကဒီအရာကိုပြောပြတဲ့ခါမှာကျမတို့ကသူ့ကိုဒီဖန်ဆင်းရှင်အကြောင်းဝိညာဉ်ဖန်ဆင်းတဲ့ဖန်ဆင်းရှင်ရှိတဲ့အကြောင်းအပြစ်ရဲ့နော်ကယ်တင်ခြင်းဖြစ်တော့ယေရှုနော်အပြစ်ကိုခွင့်လွှတ်တဲ့အကြောင်းကိုသူ့ကိုပြောပြတဲ့ခါမှာကျွန်တော်ကိုခွင့်လွှတ်နိုင်ပါအောင်မလားဆိုတဲ့အရာအဖြစ်သူ့ကိုအပြစ်သားနဲ့အပြစ်ကိုကျွန်တော်တို့ကပိုင်းခြားပြီးတော့ပြောတဲ့ခါမှာယေရှုတင့်ကိုချစ်တယ်လို့သင်ဒီအရာကိုတောင်းပန်ခြင်းနဲ့စိတ်ရှိလားဆိုတော့တောင်းပန်ခြင်းတာပေါ့တဲ့ကျွန်တော်တို့ကအဲ့လိုမသိလို့တဲ့စိတ်နဲ့မှန်လိုက်လှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တောင်းပန်ခြင်းတယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ကသူ့ကိုသူနဲ့အတူကျွန်တော်တို့ကဘုရားသခင်ကိုကျွန်တော်တို့ကတိုင်တည်ပြီးတော့တောင်းပန်လာတာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူကမသိတာဖြစ်တဲ့အတွက်ကြောင့်နော်မသိပဲနဲ့သူလှုပ်မိခဲ့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်တာလဲသူ့အထဲမှာကျွန်တော်တို့ကအဲ့လိုအတူတကွသူနဲ့နော်အဲ့ဒီအထောင်ထဲမှာအတူတကွနော်ကျွန်တော်တို့ကဘုရားရှိခိုးတိုးဝင်ပြီးတော့သူနဲ့အတူတောင်းပန်တဲ့ခါမှာအမြင့်ကြီးကြတယ်အဲ့ဒီကလေးလေးကလေမြင့်ကြီးကြပြီးတဲ့ခါမှာသူကဘာလုပ်တာလဲဆိုကျွန်တော်ကိုခွင့်လွှတ်ပါတဲ့ယေရှုဖျားတဲ့စဉ်းစားကြည့်လိုက်အောင်နော်ဆိုတော့သူအဲ့လိုတောင်းပန်လိုက်တဲ့ခါမှာသူဘာဖြစ်သွားတာလဲဆိုလို့ရှိရင်သူစိတ်ထဲမှာတဲ့ကြောက်နေတဲ့အရာတစ်ခုကတဲ့ဘာဖြစ်သွားလဲမသိဘူးမကြောက်တော့ဘူးတဲ့ဘာကြောင့်လဲဆိုရင်ကျမတို့ကအဲ့နေ့ကမနေ့9နာရီကနေညနေ9နာရီထိသူတို့ကိုအချိန်ပေးတာဖြစ်တဲ့အတွက်ကြောင့်အကြာကြီးသူတို့နဲ့ counseling လုပ်ရတာဖြစ်တယ်အကြာကြီးသူတို့နဲ့မေးဖြေလေးတွေတွားတဲ့ခါမှာသူစိတ်အယံတက်တာသွားတယ်တဲ့ဒါကြောင့်မလို့သူကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံခြင်းနဲ့တဲ့သူကအပြစ်သားဖြစ်တဲ့ကြောင့်ခွင့်တော့ပြီးတာနဲ့ပြီးတာလားတဲ့သူ့ကိုကိုယ်ွယ်ခွင့်ကောမပေးတော့ဘူးလားဆိုတဲ့အရာအဖြစ်ဒီနေ့ယေရှုခရစ်တော်ကများဆိုတော့ကလေးတငယ်တွေဒီနေ့ယေရှုခရစ်တော်ကိုမသိတော်သူတွေဖန်ဆင်းရှင်ကိုမသိတော်သူတွေဒီနေ့တမန်တရားအဖြစ်တိဆောက်ပေးတော်သူတွေမသိတော်သူတွေများစွာရှိတယ်အဲ့ဒါသင်နဲ့ကျွန်တော်ရဲ့တာဝန်ဖြစ်တယ်ဒါကြောင့်ယေရှုတော်ကြောင့်ဒီနေ့ဒီတစ်ခေါက်ကျွန်မဘုံမှာပြန်သွားတဲ့အခါမှာလူ900ကျော်ရှိတော့ငှက်အော်ဆန်းဆိုတဲ့အဲ့ဒီကလေးထောင်မှာတွားရောက်ပြီးတော့နော်များစွာသောကလေးတငယ်နဲ့ counseling လုပ်ရတဲ့အခါမှာသူတို့လေးတွေကဘာလုပ်တာလဲဆိုလို့ရှိရင်အဲ့ဒီမှာယေရှုဆိုတော့ကယ်တင်ရှင်ကိုသူတို့ကတည်သွားတာဖြစ်တယ်သူတို့မားသွားတဲ့အခါမှာနောင်တရခွင့်တောင်းပန်တက်လာတာဖြစ်တယ်ချစ်တော်မိတ်ဆွေဒါကြောင့်ဒီနေ့ဒီမှာရှိတော်သူတွေဒီနေ့ဒီမှာကျွန်မပြောတဲ့အခါမှာနော်ငဲ့အောင်ဆန်းမှာရှိတော်သူတွေတချို့တွေပြောတယ်သူတို့က6လဆိုလို့ရှိရင်တဲ့သူတို့ကထွက်ရတော့မယ်တဲ့အဲ့လိုထွက်သွားတဲ့အခါမှာဆရာမကိုလာရှာမယ်တဲ့ဘာကြောင့်လဲဆိုသူတို့ကထပ်ဆင့်ပြီးတော့သိချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်မကသွားလာနေတော့သူဖြစ်တဲ့အတွက်ကြောင့်တော့တင်တော့အပြင်ကိုရောက်လာတဲ့ခါမှာတော့ကျွန်မအသင်းတော်တွေနဲ့ပြန်ချိတ်ဆက်ပေးထားတာဖြစ်တယ်အသင်းတော်ကိုရောက်အောင်သွားပါလို့အဲ့ဒီအသင်းတော်မှာတင်းတော်ကိုဆက်ပြီးတော့တိဆောက်ပြီးတော့ဆွဲခေါ်မဲ့လူရှိတယ်ဆိုပြီးတော့ကျွန်မကသူတို့ကိုမိတ်ဆက်ခဲ့ပေးတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ online မှာเนาะတချို့ငဲ့အော်ဆန်းထဲမှာသူကတယ်လီဖုန်းတုံးရတာဖြစ်တယ်ငဲ့အော်ဆန်းမှာတင်းတို့ဒီအရာကိုကြားနေတဲ့အရာအဖြစ်ပြန်လည်ပြီးတော့သတိရစေတာဖြစ်တယ်ယေရှုတင့်ကိုချစ်တယ်တင်းရဲ့နောင်တရခြင်းအဖြစ်ယေရှုခရစ်တော်ကနောက်ဘယ်တော့မှမလုပ်နဲ့ဆိုတဲ့အရာကိုမာကြားခဲ့တာဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့ဂလက်စားချေခြင်းမုံတီးခြင်းခါတီးခြင်းရာအားလုံးကိုယေရှုခရစ်တော်ကသင်ကိုကုသပေးနေတယ်ဖြစ်တယ်ကုသပေးနေတာဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့နောက်တစ်ချိန်ကိုဒီလိုပုံစံမျိုးနဲ့တုံ့ပြန်ခြင်းမဟုတ်ဘဲနဲ့တုံ့ပြန်တဲ့ပုံစံမျိုးနဲ့သင်လှုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့သင်အထဲမှာခွင့်လွှတ်ခြင်းအဖြစ်သင်နှလုံးကိုအေးချမ်းစေတဲ့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်သင်လက်ခံယုံကြည်လိုက်တဲ့အခါမှာယေရှုခရစ်တော်ကသင်ကိုဦးဆောင်သွားမှာဖြစ်တယ်သူ့ရဲ့နီးတွေပေးမှာဖြစ်တယ်သင်အထဲမှာအဲ့ဒီမုံတီးခြင်းကနေပြီးမှသင်ခွင့်လွှတ်လာမှာဖြစ်တယ်သင်အထဲမှာယေရှုရဲ့ချစ်ချင်းမွေးဖွားလာမှာဖြစ်တယ်ဒါကြောင့် online မှာနားထောင်နေတော့သူများဒီနေ့เนาะကျွန်တော်တို့မြန်မာပြည်ပြန်ရောက်တဲ့အခါမှာဘုရားသခင်ကကြုံခိုင်းရင်ကျွန်တော်တို့ပြန်ကြုံမှာဖြစ်တယ်ဒါကြောင့်မလို့သင်အသက်တာမှာเนาะဒီနေ့ကြားနာတော့သူရောက်စီတိုင်းသင်အထဲမှာ
နော်တချို့လူတွေဒီလိုကလေးတငယ်တာကျမတို့နော်အဲ့ဒီငက်အော်ဆန်းမှာကျမတို့နဲ့ဒါများမတွေ့ခဲ့တယ်ဆိုလို့ရှိရင်သူတို့ဘဝကဘာလို့တာလဲငါတို့ကလူတက်သမားငါတို့ကဘာဖြစ်တာလဲငါတို့အထက်မှာအမဲဆက်ကလူတက်သမားငါတို့ဒီပြန်ထွက်လာရင်လည်းငါတို့နဲ့ဘယ်သူမှပေါင်းတင်မှာမဟုတ်ငါတို့ကလူတက်သမားငါတို့ကိုမြင်တာနဲ့လူတွေကလုံးဝအမျိုးမအစအကုန်လုံးကငါတို့ကိုမုန်းတီးပြီးတော့ညင်းပယ်မှာဖြစ်တယ်ငါတို့ကိုချစ်တော်သူတရားမှမရှိဘူးဆိုပြီးတော့အဲ့လိုဘဝနာရင်နဲ့နောက်ဆုံးအသက်ဆုံးရှုံးပြီးတော့သူတို့ဘဝမှာသူတို့ရဲ့ဘဝမှာအနာဂတ်ဘာတစ်ခုမှမရှိဘူးဖြစ်တယ်ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေဒီနေ့တာဝိဖျားခင်ကိုယေရှုတင်တယ်တကယ်ပဲကျမအယံမျောလင့်ထားတဲ့အရာဖြစ်တယ်เนาะကျမသွားချင်တဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်စန္ဒလေးတစ်ခုပေါ့ဒါကြောင့်မလို့ဘုရားသခင်ကစန္ဒတစ်ခုကိုကျမတို့လုပ်ချင်တဲ့အရာနေဘုရားသခင်အလိုတော်နဲ့ကိုက်ညီတဲ့အရာကတင့်အထဲမှာစန္ဒဖြစ်လာပြီဆိုလို့ရှိရင်တင်သွားကိုသွားရောက်နိုင်တာဖြစ်တယ်ဒါကြောင့်မလို့များဆိုတော့တငယ်ကလေးတွေနဲ့လည်းယဉ်နီးခွင့်ရတယ်သူတို့ကိုလည်းမေတ္တာပြပေးခဲ့ရတယ်သူတို့ကိုလည်းဂရုဏာနဲ့เนาะကိုသားသမီးလို့သူတို့ကိုဖတ်ပေးတယ်သူတို့လည်းအဝငိုတာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တချို့တွေကလည်းစိုးလွန်းလို့သူတို့ရဲ့မိခင်ဖခင်ကလုံးဝလာမကြည့်တော့သူတွေကအဲ့မှာနစ်ကြသွားတော့သူတွေရှိတယ်ဒါကြောင့်မလို့ကျမတို့ဒီလိုအရွယ်เนาะမိခင်အရွယ်ကရောက်လာတဲ့အခါမှာသူတို့ရဲ့အမေကိုတွေ့တယ်လို့သူတို့ခံစားရတယ်တဲ့ချစ်တော်မိတ်ဆွေဒါကြောင့်မလို့တင့်ရဲ့ဆန္ဒရှိတဲ့အရာတစ်ခုကိုသင်မမွေးထုတ်ချင်ဘူးလားများစွာသောသူတွေကတင့်အားဖြင့်ပြောင်းလဲချင်တာဖြစ်တယ်တင့်အားဖြင့်ဒါကြောင့်ဘုရားသခင်ကတင့်ဒီလောကရဲ့အလင်းဖြစ်တယ်တဲ့လောကရဲ့စားဖြစ်တယ်တဲ့တင့်အားဖြင့်ဘုရားသခင်ကဘာဖြစ်တာလဲလူမျိုးတကာကိုကောင်းကြီးဖြစ်စေတယ်တဲ့ဒါကြောင့်မလို့ကျမတို့ကဘာဖြစ်တာလဲကျမတို့ကပြောင်းလဲဖို့မလိုအပ်ဘူးလားကျမတို့ကပြုတ်ပြင်ဖို့မလိုအပ်ဘူးလားကျမတို့နာနေတဲ့အရာကိုကျမတို့အမြန်ဆုံးကောင်းဒီတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကုသခြင်းခံပြီးတော့ကျမတို့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာအလင်းကိုတည်ဆောင်တော်သူစားကိုတည်ဆောင်တော်သူကောင်းကြီးတည်ဆောင်တော်သူဂရုဏာကိုတည်ဆောင်တော်သူမေတ္တာကိုတည်ဆောင်တော်သူကိုဒီနေ့ဖြစ်ဖို့မလိုအပ်ဘူးလားဒီယေရှုခရစ်တော်ကကျမတို့ကိုနိုးစော်နေတာဖြစ်တယ်ဒါကြောင့်မလို့ဒီမှာရှိတော်သူတွေတင့်အထဲမှာပုတ်ပြက်တဲ့အရာတွေပေါ်မှာတဲ့ဘုရားသခင်ကကင်းနှုတ်ခြင်းတွေဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီတစ်ခါညအော်ဆန်းမှာရှိတော့ကလေးတငယ်တွေကိုနော်အရန်ဒီကျမတို့တို့ကိုတတိယတာဖြစ်တယ်နော်တချို့တွေလည်းကျမထင်တာထွက်ကောင်းထွက်လာပြီဖြစ်တယ်တချို့လူတွေကကြတော့လေကျမတို့ကသူတို့ကိုဟိုပေါ့နော်ကျမကသူတို့ကဆီယမကိုဘယ်လို contact လုပ်လို့ရလဲဆိုတော့ကျမကို Facebook မှာမမြင့်လို့ရိုက်လိုက်ပါလို့အဲ့ဒီမမြင့်ဆိုတဲ့အခါမှာကျမကတပတ်ကို3ရက်လိုက်လွှင့်နေလို့ကျမကအဲ့ Messenger မှာစကားလာပြောလို့ရတယ်ဆိုတဲ့အရာမှာကျမကိုငဲ့အော်ဆန်းမှာကလေးတယောက်ကလာပြီးတော့ဆက်သွယ်တာဖြစ်တယ်သူထွက်လာပြီတဲ့ဆိုတော့ねကျမတို့ကဘာဖြစ်တာလဲဒီထိုင်းကိုပြန်လာတဲ့အခါမှာသူနဲ့မတွေ့ဖြစ်ဘူးဆိုတော့ဒီနေ့တာပြီးနားလေစေချင်တဲ့အရာကအဲ့ဒီနေ့ကိုဘယ်တော့မှ तू မမေ့ဘူးတဲ့ဒါကြောင့်တင်းအသက်တာမှာကိုသူများကောင်းကျိုးဖြစ်ဖို့အတွက်ဘယ်တော့မှမမေ့ပဲနဲ့ဘာဖြစ်တာလဲကိုယ်အားဖြင့်သူတို့ဘာဖြစ်တာလဲဂယုဏယေရှုခရစ်တော်ရဲ့ဂယုဏတင်းအထဲမှာဖြစ်ထွန်းတဲ့အရာကိုသူတို့ခံစားရတယ်သူတို့မြင်တွေ့တဲ့အခါမှာသူတို့ကဘာဖြစ်တာလဲရှာချင်လာတယ်ရှာချင်လာတာဖြစ်တယ်ချစ်တော်မိတ်ဆွေဒီနေ့သင်တန်းပြောင်းနေသလားတင်းအထဲမှာသေနေသလားတင်းအထဲမှာနော်နာမည်ပုတ်နာမည်ပွားနေရှိနေသလားဘလို့ပဲဖြစ်နေပါစေလာစုကဲ့သို့ယေရှုခရစ်တော်ကထွက်ခဲလို့ပြောတဲ့အခါမှာရေဝံကြီးထွက်လာပြီးတော့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းစေကြောခြင်းကုသခြင်းကိုခံပြီးတော့တင်းရဲ့ဘဝကိုပြန်လည်ပြီးတော့ရှင်တန်ပြီးတော့အနာဂတ်မှာပြန်လည်ပြီးတော့လင်းလက်တဲ့ကျေသပွင့်ဖြစ်လာဖို့အတွက်ဒီနေ့တိုက်တွန်းတာဖြစ်တယ်ချစ်တော်မိတ်ဆွေများဒီနေ့တင်းနေ့အသင်းတော်မှာတက်ခြင်းဘုရားကျောင်းတက်ခြင်းမတက်ခြင်းဒီအရာကိုဒီနေ့လာပြီးတော့ပြောနေတာမဟုတ်ပါเนาะတာ၍တင်းအသင်းတော်မှာတင်းရဲ့တက်ခြင်းကဘာဖြစ်တာလဲအသင်းတော်မှာတင်းရဲ့စာငတ်ခြင်းတင်းရဲ့ကုသခြင်းတင်းရဲ့ပြောင်းလဲခြင်းတင်းရဲ့နှိတ်ချခြင်းကအမြဲတမ်းယေရှုခရစ်တော်ကတင်းအထဲမှာရှိနေရင်တဲ့ဘုရားကျောင်းထဲမှာဖြစ်စေဘုရားကျောင်းအပြင်မှာဖြစ်စေတင်းကတပုံစံနဲ့ဖြစ်နေရမယ်ဆိုတဲ့အရာကိုဒီနေ့အဲ့ဒီအရာနဲ့မိတ်ဆက်ပေးချင်တာဖြစ်တယ်ချစ်တော်မိတ်ဆွေများကြားနာတဲ့အခါမှာတာ၍အလင်းရကြပါစေတင်းအထဲမှာခုနတင်းရဲ့မိတ်ဆွေတွေကိုလည်းเนาะတင်ကြားစေချင်တယ်ဆိုလို့ရှိရင်လည်းဒီအရာအားဖြင့်သူတို့ကိုအလင်းပေးကြပါမငင်းပယ်ပါနဲ့များစွာသောအမျိုးအနွယ်တွေထဲမှာကျွန်တော်တို့တချို့တွေတွေ့တယ်တချို့တွေเนาะသူတို့မိသားစုတွေထဲမှာတယောက်ထောင်ထဲကျသွားပြီဆိုလို့ရှိရင်လုံးဝထောင်နန်းဆောင်သူတို့ထားလိုက်တာလုံးကြီးသူတို့ကဘာလုပ်တာလဲဆိုလို့ရှိရင်အဲ့ထဲမှာသေသွားရင်ပိုကောင်းတယ်ပြန်ဝင်လာဒုက္ခပေးလွန်းလို့တဲ့အဲ့ဒါယုံကြည်သူတွေเนาะဒီနေ့တာ၍နားလေစေချင်တဲ့အရာကဒီနေ့ကျွန်မအဲ့ဒီကလေးထောင်ကိုရောက်သွားတဲ့အခါမှာညက်အော်ဆန်းဆိုတဲ့ဒီနေ့ဗမာပြည်ရောက်တဲ့အခါမှာအခွင့်ကြုံတဲ့အခါမှာများဆိုတော့ကလေးတငယ်တွေအဲ့ဒီမှာ900ကျော်ရှိတယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့
သွားရောက်ပြီးတော့မေတ္တာပြပါတခါမှအယုတ်ကလေးမကြားဖို့တဲ့လူတွေဒုနဲ့တဲနဲ့ရှိပါတယ်ဒီနေ့ယေရှုခရစ်တော်ကသင်တို့ဒီတဲ့ငါကိုဘာဖြစ်တာလဲယုံကြည်လက်ခံရင်တဲ့ငါသင်တို့အထဲမှာတစိတ်ခတ်မေတဲ့သင်တို့ကိုငါပြုတ်ပြမေတဲ့ပြီးရင်ငါရဲ့လူဖြစ်သွားတဲ့ခါမှာတဲ့လူမျိုးတကာကိုတွားရောက်ပြီးတော့ငါရဲ့တက်တည်ဖြစ်ဖို့အတွက်တွားရောက်ပြီးတော့တက်တည်ခံဝင်ငါပါဆိုတဲ့အရာကိုပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တင့်ကိုတင်ဒီတိုင်းပဲငါကတေနေတဲ့လူငါကပုတ်နေတဲ့လူငါကမထူးဆက်ခင်းဆိုပြီးတော့ဒီဝန်ကိုတင်ရှောင်နေမလားတင်ရှောင်လို့မရပါဘူးလာစုကဲ့သို့တေသွားသည်ဖြစ်စေပုတ်သွားသည်ဖြစ်စေမြန်စွာယေရှုခရစ်တော်ရဲ့အတန်ကိုကြား၍နှောင်တရစွာနဲ့ဘုရားသခင်ရှေ့မှာပြန်လဲတိုးဝင်ပါယေရှုသခင်ကတင့်ကိုအမြဲတမ်းမျှော်လင့်နေတာဖြစ်တယ်တင့်ကိုမျက်ရည်ကျစွာနဲ့တင့်ကိုမျှော်နေတာဖြစ်တယ်ဒါကြောင့်မလို့လူတစ်ယောက်ရဲ့ပြောင်းလဲခြင်းကစัจ java နဲ့မလဲဘူးဆိုတဲ့အရာကိုတာ၍နားလည်သွားတာဖြစ်တယ်ချစ်တော်မိတ်ဆွေများဂျာနာတော်သူရောက်စီတဲ့ဘုရားသခင်တာ၍အလင်းပေးပါစေတာ၍နော်လာစုအကြောင်းကိုဖတ်ခြင်းအဖြစ်တင်းတို့ကိုဘုရားသခင်တာ၍စကားပြောမယ်ဆိုတဲ့အရာအဖြစ်တိုက်တွန်းလို့ဆိုတော့ချင်တာဖြစ်တယ်ဒီနေ့ကျမတို့အတူတကွနော်အတူတကွဆုတောင်းမှာဖြစ်တယ်အဖဘုရားသခင်